ပိုက်ကိုကိုွေးချင်တာဟင်္ဂလန်ကိုကိုွေးချင်တာနှစ်ခုလုံးကိုွေးလို့ရပါတယ်ဒါပေမဲ့နီးတန်းကတော့မထူဘူးဟင်္ဂလန်ကိုကိုွေးတာတော့ကျွန်တော်တို့ဟော့လို့ကိုွေးသလိုပဲကိုွေးလို့ရတယ်ကျွန်တော်ဒီမှာအဝိုင်းတစ်ခုယူပြီးတော့ကျွန်တော်မှတ်တာနော်သတိထားကြည့်ပါโอเคအဲ့မှတ်တိုင်းပဲတွားလိုက်တာပါနော်ဒါတော့ကျွန်တော်တို့ဟော့လို့ကိုွေးတာနဲ့တူတယ်ဟင်္ဂလန်ကိုွေးတာတော့နော်သူကကျင်တွေမဖြတ်ပဲနဲ့ဒီတိုင်းလေးကိုွေးသွားတာလေးပါဟင်္ဂလန်နဲ့အခုလိုမျိုးလေးကိုကြည့်ပါနော်ကျွန်တော်တို့ဒီကျင်တွေဂျိုးထက်ဆိုင်ဒီနီးတန်းလေးရာကြည့်လို့လည်းကောင်းတယ်နောက်ပြီးတော့အဆင်ပြေတော့ကွာအမြင်လေးလည်းတန့်တယ်နော်โอเคဒါကတော့ပိုက်ပေါ့နော်ပိုက်ကြတော့ခဏကားလို့မရဘူးပိုက်ကြတော့အခုလိုအတိုင်းလေးရှိတယ်သူကဒီမှာ15ပေါ့နော်15နဲ့သူကတွားတာဒါတော့အတိအကျကြီးမဟုတ်ဘူးကွာ15ဆိုတာကိုယ့်ရဲ့ပိုက်အကြီးအသေးပေါ်မူတည်သေးတယ်ဒါတော့ကျွန်တော်ဒီမှာအခုဒီပိုက်နဲ့ပြလာတာလေးပါနော်ကွေးတာလေးပိုက်ကွေးတာပိုက်ကိုလည်းချင်းတွေဂျိုးတော့ဖြတ်လို့ရတယ်ဒါပေမဲ့ဒီလိုတွေကချိလို့ခေါ်လို့ပါ